ကဲအားလုံးပဲမင်္ဂလာပါကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့ကိုဒီမားတွေအားလုံးကိုနှွေးထွေးစာပြင်လည်ပြီးတော့ကျေးဇူးလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုဒီမားတွေအားလုံးပဲဒီညနေမှာတော့68တကူကောင်းနဲ့ကျွန်တော်ကိုမိုင်းအားလုံးပဲငွေထုတ်ပိုက်ရပြီဗျာနော်ကဲပေါက်တယ်ရတယ်ဆိုတဲ့ကိုဒီမားတွေအားလုံးပဲပေါက်ကြီးလေးမှန်မယ်ရေးမယ်နော်မနက်ဖြန်အတွက်28ရက်5လ2026နော်ကျွန်တော်ဗိုလ်ထပူးနေ့အတွက်ကိုအကြိုက်ဆုံးပတ်သီးတွေအကြိုက်ဆုံးမိန်ရောက်ကွက်တွေကိုလာရောက်မျှော်ပြီးတဲ့ဗီဒီယိုပိုင်းလေးဖြစ်ပါတယ်ကဲအကိုဒီမတွေအားလုံးပဲတေချာလေးနားထောင်ပြီးပါတေချာလေးကြည့်ရှုပေးပါเนาะကျွန်တော်မိတ်ဆွေကိုကြီးမာကြီးအတွက်အဓိကထားပြီးလာရောက်တင်မိတဲ့ဗီဒီယိုပိုင်းလေးဖြစ်တဲ့အတွက်ကြောင့်အစာဆုံးလေးနားထောင်မယ်အစာဆုံးလေးကြည့်ရှုမယ်ဗျာเนาะကဲဒါဆိုရင်ကျွန်တော်မိတ်ဆွေကိုဒီမတွေအားလုံးပဲเนาะဒီညနေမှာ68တကွကောင်းကိုဘဒဝေဘလောက်ဖိုးပေါက်လေဘဒဝေဘလောက်ဖိုးရလဲဆိုတာကျွန်တော် comment မှာတစ်ချက်လောက်ရေးပေးပါတစ်ချက်လောက်မှန်ပေးပါเนาะကိုဒီမားတွေအားလုံးပဲဒီညနေကကျွန်တော် share ပေါက်တယ်ဗျာเนาะကျွန်တော်ကိုမရလို့ကျွန်တော်တခုပြောပြသွားပြီเนาะ4 break เนาะ4 break ကို13ရယ်68ရယ်နှစ်ကွက်ထဲเนาะ1နဲ့ပတ်သက်ရင်13တကွကောင်း6နဲ့ပတ်သက်ရင်68တကွကောင်းလုံးဝ share မိတယ်เนาะလုံးဝအဆင်ပြေသွားပြီเนาะရတယ်ပေါက်တယ်ဆိုတဲ့ကိုဒီမားတွေပါခဲ့မယ်ဆိုရင်ပေါက်ကြီးလေးမှန်မယ်ရေးမယ်เนาะမနက်ဖြန်တော့ကိုသွားမယ်ကိုဒီမားတွေအားလုံးပဲမနက်ဖြန်ကျွန်တော်ကိုမိုင်အားလုံးပဲမနက်ဖြန်တော့ကိုကျွန်တော်ဘက်ကနေ1ပိုင်း8ပိုင်းနဲ့အကြိုက်ဆုံးတင်ခွက်တွေရွေးချယ်ပေးထားတယ်เนาะ1ဘာတော့နဲ့8ဘာတော့နဲ့ဦးစားပေးပြီးတော့လိုက်ဆော့မယ်လိုက်ကစားမယ်เนาะမနက်မကြရင်ညနေကြမယ်မနက်ပိုင်းထွက်ခဲ့ရင်ညနေစီကိုလာရောက်ပြီးတော့တင်ပေးမယ်ကိုဒီမားတွေအားလုံးကိုเนาะကဲဒါဆိုရင်ကျွန်တော်ကိုမိုင်အားလုံးပဲเนาะကျွန်တော်နေတိုင်ကနေလေးစပြမယ်ကျွန်တော်မိတ်ဆွေကိုဒီမားတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေလေးတွေနေတိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလူဝင်ဆန္ဒတွေလည်းတုံးတော့ကပြေဝနိုင်ကြပါစေလို့ကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့ကိုဒီမားတွေအားလုံးကိုစမကောင်တောင်းပေးပါတယ်ကဲကျွန်တော်ရှင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲဒီညနေမှာတော့လုံးဝအဆင်ပြေတယ်နော်68တကောကောနော်ဘသူကြီးဘလောက်ဖို့ရလဲပေါက်လဲဆိုတော့ comment မှာတစ်ချက်လောက်ရေးပေးပါကဲလက်မလေးနှိမ့်မယ်နော်မင်္ဂလာရှိအောင်လို့မင်္ဂလာပါလို့လေတောက်ချက်ရေးမယ်ကိုဒီမားတွေအားလုံးပဲဒါဆိုရင်ကျွန်တော်တင်းနဲ့ပတ်သက်တဲ့မေယော3ခွက်ရှင်းနဲ့ပတ်သက်တဲ့မေယော3ခွက်ရွေးချယ်ထားတယ်အဲ့ဒီမှာအကြိုက်ဆုံးတကုံးကြီးရွေးချယ်ထားတယ်ကိုဒီမားတွေအားလုံးပဲအကြိုက်တူတဲ့ဝါနာတူတဲ့ကိုဒီမားတွေအားလုံးပဲလိုက်ဆော့မယ်လိုက်ကစားမယ်နော်မနှဖြောင်းကျွန်တော်ကြိုက်ဆုံး break ကကျွန်တော်ကမှအားလုံးပဲခွန် break 2 break ကြိုက်တယ်နော်ခွန် break 2 break ကြိုက်ပါတယ်ကိုဒီမားတွေအားလုံးပဲခွန် break 2 break ကြိုက်ပါတယ်နော်အကြိုက်တူမဲ့ထင်တင်တာထိုးမဲ့ကိုဒီမားတွေအားလုံးပဲနော်ကျွန်တော် break ကမှန်တော့ဒီညနေမှာဆိုရင်4 break ကို68တကုံလုံးဝရှယ်မိတယ်ကိုဒီမတွေအားလုံးပဲเนาะကျွန်တော်လည်းပြောတယ်အရင်ပဲကျွန်တော်ကိုမအားလုံးပဲပေါက်တယ်ရတယ်ဆိုကျွန်တော်ဘက်ကကျင်းနေနေပြီကိုဒီမတွေအားလုံးပဲเนาะကျွန်တော်ရှိမှာဖုန်းဝင်ထားတဲ့ကိုဒီမတွေအားလုံးပဲကိုလှုပ်ဆရာရှိအလုပ်ကိုဆက်လုပ်ပါကျွန်တော်ဇာတိုးပက်တီနဲ့မွေးကနေဆက်ပြီးလှုပ်ထားမယ်ကိုဒီမတွေအားလုံးပဲเนาะကဲဒါဆိုကျွန်တော်နေတိုက်ကနေလေးစပြောမယ်ကိုဒီမတွေအားလုံးပဲเนาะကဲတင်းနဲ့ပတ်သက်ရင်တင်းနှစ်ရဲ့တင်းလေးရဲ့တင်းငါးရဲ့မယော3ခွက်เนาะတင်းနှစ်တင်းလေးတင်းငါးအကြိုက်ဆုံးမယော3ခွက်เนาะတင်းနဲ့ပတ်သက်ရင်ကိုရှာလို့အကြိုက်ဆုံးမယော3ကတင်းနှစ်ရဲ့တင်းလေးရဲ့တင်းငါးရဲ့အကြိုက်ဆုံးမယော3ခွက်အကြိုက်တူတဲ့ဝန္တာတူတဲ့ကိုဒီမားတွေအားလုံးပဲလိုက်ဆော့ပေးပါလိုက်ကစားပေးပါเนาะကိုဒီမားတွေအားလုံးပဲဒီညနေမှာလည်းကျွန်တော်ဘက်ကအစင်ပြောင်းလုပ်ပေးထားတယ်မနေ့ပိုင်းမှာတော့ကျွန်တော်ကိုယ်မအားလုံးပဲเนาะပတ်တိနဲ့ပဲကျင်းလိုက်ရတယ်ဒီညနေစီကိုကျွန်တော်ဘက်ကနေ68တကောင်းကိုလုံးဝအစင်ပြောင်းလုပ်ပေးထားတယ်เนาะပေါက်တဲ့ရားတဲ့ဆိုတဲ့ကိုဒီမားတွေအားလုံးပဲကျွန်တော်ပေါက်ကြီးလေးမှန်မယ်ရေးမယ်เนาะကျွန်တော်ကိုမိုင်းအတွက်အဓိကထားပြီးတင်မိနေတာအားလားကြောင့်လိုက်လက်မလေးနှိမ့်မယ်ကောကွန်မန့်မှာမင်္ဂလာရှိအောင်လို့မင်္ဂလာပါကိုလေးတောက်ချက်မှတ်မယ်ကိုဒီမားတွေအားလုံးပဲเนาะကဲဒါဆိုရင်ကျွန်တော်မိတ်ဆွေကိုဒီမားတွေအားလုံးပဲเนาะတင်းနဲ့ပတ်သက်ရင်တင်းနှစ်တလေးတင်းငါเนาะတင်းနှစ်ရဲ့တလေးရဲ့တင်းငါရဲ့เนาะမှတ်မိတဲ့ကိုဒီမားတွေအားလုံးပဲကွန်မန့်မှာတစ်ချက်လောက်ရေးမယ်တစ်ချက်လောက်မှတ်မယ်เนาะကဲဒါဆိုရင်ကျွန်တော်ရှင်းနဲ့ပတ်သက်တဲ့မေယော3ခွက်ကိုနေမှာရှင်းတဲ့စီလှရနော်ကိုဒီမားတွေအားလုံးပဲเนาะရှင်းနဲ့ပတ်သက်ရင်ရှင်း5တခွက်ရှိမယ်ရှင်း4 8ခွန်เนาะရှင်း5 8 4 8ခွန်ရှင်းနဲ့ပတ်သက်ရင်အဲ့မေယော3ခွက်အဓိကထားပြီးစော့မယ်เนาะရှင်း5ရဲ့ရှင်း4ရဲ့8ခွန်ရဲ့เนาะရှင်း5 8 4 8ခွန်မှာရှင်းနဲ့ပတ်သက်ရင်အဲ့မေယော3ခွက်ကိုသတိထားပြီးစော့မယ်ကိုဒီမားတွေအားလုံးပဲမေယောခွက်တွေချပေးနေရနော်ဒါဆိုရင်ကိုရှမ်းတို့အကြိုက်ဆုံးတကောကောင်းကြံမယ်ကီတော့ခွေကြံမယ်เนาะဒါကိုရှမ်းရဲ့ channel တစ်ပါ channel တစ်ကို subscribe မလုပ်ရသေးတဲ့ကိုဒီမားတွေအားလုံးပဲ channel ကို subscribe နေမယ် subscribe နေပြီးသားလူဟောင်းကိုဒီမားတွေအားလုံးကလည်း share တဲ့နေရာလေးမှာ share ပြီးညဝေတက်တဲ့နေရာလေးမှာမျှဝေပေးပါเนาะကဲဒါဆိုရင်ကျွန်တော်အကြိုက်ဆုံးကီတော့ခွေက136ကိုကီတော့ခွေပါ136ကိုကီတွက်အခွေပါ
နော်136ကိုကီတောင်းခေပါကဲအကြိုက်ဆုံးတကောင်းခေါ်ပေးမယ်ကိုဒီမတွေအားလုံးပဲနော်အကြိုက်ဆုံးတကောင်းခေါ်ပေးမယ်လက်မလေးနေမယ် channel ကိုsubscribe မနေရသေးတဲ့ကိုဒီမတွေအားလုံးပဲ channel ကို subscribe နေမယ်နော်ကိုဒီမတွေအတွက်အဓိကထားပြီးလာရောက်တင်မိတယ်ကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးဖြစ်တဲ့အတွက်ကြောင့်အစားဆုံးလေးတော့နားထောင်ပေးပါနော်ကဲအကြိုက်ဆုံးတကောင်းတင်းနဲ့ပတ်သက်ရင်ကျွန်တော်အကြိုက်ဆုံးတကောင်းက16ကတကောင်းနော်တင်းနဲ့ပတ်သက်ရင်16တကောင်းရှင်းနဲ့ပတ်သက်ရင်89တကောင်းနော်တင်းနဲ့ပတ်သက်ရင်16တကောင်းရှင်းနဲ့ပတ်သက်ရင်89ကတကောင်းနော်ကိုဒီမတွေအားလုံးပဲအဲ့အကြိုက်တူမယ်လို့ကျွန်တော်ဘက်ကမျှော်လင့်တယ်နော်16ကပါဝါပြီးပါဝါမကြက်နိုင်လို့မပြောလို့မရအောင်ကျွန်တော်ခွန်ပရိတ်2ပရိတ်ဖန်ထားတာကိုဒီမတွေအားလုံးပဲနော်ဒီညနေမှာလည်း4ပရိတ်9ပရိတ်ဖန်ထားတာ68ဆိုရတဲ့တကောလုံးဝရှယ်မိတယ်နော်ကိုဒီမတွေအားလုံးလုံးဝအပျော်ပါကျွန်တော်ကိုယ်ကလုံးလုံးဝအကောင်းဆုံးကနေကိုရွေးချယ်ပေးထားတာ13ရဲ့68ကနော်တင်းနဲ့ပတ်သက်ရင်13 6နဲ့ပတ်သက်ရင်68တကောလုံးဝပေးထားတာနော်ပေါက်တဲ့ရတယ်ဆိုတဲ့ကိုဒီမတွေအားလုံးပဲပေါက်ကြီးလေးမှန်မယ်နော်ကဲဒါဆိုရင်ကျွန်တော်မိတ်ဆွေကိုဒီမတွေအားလုံးပဲနော်တင်းနဲ့ပတ်သက်ရင်16တကောရှင်းနဲ့ပတ်သက်ရင်89တကောနော်အကြိုက်တူတဲ့ဝန်တော်တွေကိုဒီမတွေအားလုံးပဲတင်ကစားမယ်တင်ဆော့မယ်နော်အဖောင်းဝင်သမားတွေကိုလှုပ်ဆက်ရှိရဲ့အလုပ်ကိုဆက်ပြီးလုပ်မယ်ဆက်ပြီးကစားမယ်လုံးဝရှယ်အားကောင်းပါတယ်ကိုဒီမတွေအားလုံးပဲနော်မနေ့ကမှတင်မကြရင်ရှစ်ကျင်းနေကြမယ်နော်တစ်မှန်ရှစ်ပိုင်ပါတစ်ပါတော့နဲ့ရှစ်ပါတော့နဲ့ကိုဦးစားပေးပြီးလိုက်ဆော့မယ်လိုက်ကစားမယ်နော်ကျွန်တော်မိတ်ဆွေကိုဒီမတွေအားလုံးပဲမနေ့ကမှကိုရှိုင်းပေးတဲ့တိမ်ခွက်တွေနဲ့ထီထီမီပေါက်ပါစေရပါစေဗျာကိုရှိုင်းဘက်ကတော့အားလုံးကိုဆွေးနွေးပေးပါတယ်နော်အားလုံးပဲဘိုင်းမှာကိုဒီမတွေအားလုံးပဲ